င်္ဂလာပါရှင်မြန်မာ property dealer ရဲ့အသက်10အိမ်ချမ်းမြေတင်မြအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တင်ဆက်ပေးသွားမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မကြခင်ပြီးစီးတော့မယ်တိုင်းရင်းသားရည်ကြည်မှုစံနာမော်လမြိုင်ဆိုတဲ့သတင်းမော်လမြိုင်မြို့နယ်မင်းရွာကျေးရွာရှိပြည်내တိုင်းရင်းသားရည်ကြည်မှုဗဟိုစင်တာဟာအခုဆိုရင်အဝင်မုံဦးလေတက်မျော်စင်ဝန်ထမ်းအိမ်ယာဝင်းချန်စည်းကိုရည်ကြည်မှုပြတိုင်းအဆောက်အအုံနဲ့အခြားဆက်ဆက်လုပ်ငန်းများတည်ဆောက်ခြင်းမှာမကြခင်ပြီးစီးတော့မှာဖြစ်တယ်လို့သိရပါတယ်အဆိုပါတိုင်းရင်းသားရည်ကြည်မှုစံနာသည်မွန်ပြည်နယ်အတွင်းရှိမွန်ဗမာပဝိုင်းနဲ့ကရင်တိုင်းရင်းသားတို့ရဲ့ရိုးရာနေရိုးရာရည်ကြည်မှုအမှုပညာများကိုတနေရာတဲ့တွင်အလွယ်တကူဝင်ရောက်လေ့လာနိုင်ရန်နဲ့ပြည်내ကုံဆောင်ပြရုပ်တစ်ခုဖြစ်လာနိုင်ရန်ရည်ရွယ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။တိုင်းရင်းသားရည်ကြည်မှုစံနာကိုတည်ဆောက်ရခြင်းမှာမွန်ပြည်နယ်အတွင်းရှိနေထိုင်ကြတဲ့တိုင်းရင်းသားလူမျိုးများရဲ့စကားစာပေအမှုပညာရည်ကြည်မှုရိုးရာဓလေ့ထုံးတမ်းအမျိုးသားရေးလက္ခဏာနဲ့တမိုင်းအမွေအနှစ်များကိုမပြောင်းမပြတ်ထိန်းသိမ်းဆောက်ရှောက်ရန်နဲ့တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေးချစ်ကြည်လေးစားရေးနဲ့ရိုင်းမိတ်ကူညီရေးကိုတိုးတက်ဖြစ်ထွန်းစေရန်ရည်ရွယ်တာဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မန္တလေးသို့အနေနဲ့ရမှာရွှေပြောင်းလာသူများအင်္ဂါရှာရန်ခက်ခဲလာတယ်ဆိုတဲ့သတင်းနေမြေအေးချမ်းမှုမရှိတာကြောင့်နေရဆုံးခွာပြီးအနေနဲ့ရဲမှာပြောင်းရွှေ့လာသူများကြောင့်မန္တလေးအိမ်ချမ်းမြေဈေးကွက်တွေတွင်အယောင်ထက်အငှားဈေးကွက်ပုံမှုခက်ခဲလာတယ်လို့သိရပါတယ်။ဒါအပြင်အခုရက်ပိုင်းမှာငလျင်ဆက်တိုက်လှုပ်ခတ်မှုများကြောင့်အထက်မြင့်နေထိုင်သူများကိုယ်တိုင်စိုးရိမ်ပြီးလုံးချအိမ်များငှားရမ်းလာကြတယ်လို့လည်းသိရပါတယ်။ကျမတို့နေရက်မှာနေမြေတည်ငြိမ်သားပြုနေပြီဆိုပေမဲ့မပြန်ဖြစ်တော့ဘူး။ကလေးတွေရဲ့အကြောင်းပညာရေးကဒီမှာပိုအဆင်ပြေတယ်။စပြောင်းလာတော့ကတစ်ထက်တိုက်ကို25သိန်းပေးရတယ်။ချက်ချင်းပဲငှားလိုက်ရတယ်။အငှားတွေကကိုကဈေးမေးတုံးရှိသေးတယ်။နောက်မှငှားမဲ့သူတွေကတန်းစီနေတာအငှားရှာရတာအရန်ခတ်တာအိမ်လက်ကလည်းအရန်စည်းကြည့်တယ်ဟုစစ်ပေးရှောင်တို့ကဆိုပါတယ်။နေရက်စုခွာစစ်ပေးရှောင်လာကြသူများအနေဖြင့်ပုံမလုံခြုံမှုရှိတယ်လို့ခန်းစားရတဲ့ရန်ကုန်မန္တလေးနေပြည်တော်မြို့ကြီးများမှာအလုံးအင်းဖြင့်လာရောက်အခြေချမှုများရှိတာကြောင့်လည်းအိမ်ချမ်းမြေဈေးကွက်အတွင်းအယောင်ထက်အငှားလုပ်ငန်းကပိုသွက်နေရဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရှမ်းပြည်နယ်အတွင်းငလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုများပြန်လည်တိစောက်ရန်အတွက်ငွေကျပ်140ဘီလီယံကျော်ခွဲဝေပေးခဲ့ရဆိုတဲ့သတင်းရှမ်းပြည်နယ်အတွင်းငလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုများပြန်လည်တိစောက်နိုင်ရန်အတွက်ငွေကျပ်140ဘီလီယံကျော်ခွဲဝေပေးခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်အတွင်း2025ခုနှစ်မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့မန်လေးငလင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အစိုးရရုံးဌာနအဆောက်အအုံများဝန်ထမ်းအိမ်ယာများဘာသာရေးအဆောက်အအုံများနဲ့စေတီပထိုးများစေယုံများကျောင်းများနဲ့ဒေသခံပြည်သူများရဲ့နေအိမ်များပြန်လည်တည်ဆောက်နိုင်ရန်အတွက်ငွေကျပ်148ဘီလီယံကျော်ခွဲဝေချထားပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီလိုခွဲဝေချထားပေးတဲ့နေရာမှာသက်ဆိုင်ရာဌာနများမှာကျွမ်းကျင်ပညာရှင်များဦးဆောင်စီလျက်ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မကြာမီကောင်တယ်ပေါ်ဆောင်သွားမယ်မိတ်မျိုးအပြည်ပြည်ဆိုင်ရာငါးလီလန်စီဆိုတဲ့သတင်းတိုင်းတိုင်းဒေသကြီးမိတ်မျိုးနဲ့စရဝတ်ကျေးရွာအုပ်စုအတွင်း Main Corporation အများနဲ့သက်ဆိုင်သော Company Limited မှာအပြည်ပြည်ဆိုင်ရာငါးလီလန်စီနဲ့ငါးလုပ်ငန်းဆက်ဆက်အဆောက်အအုံများတည်ဆောက်ပြီးထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းစီမံကိန်းကိုမကြာမီကောင်တယ်ပေါ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါပြည်ပြည်ဆိုင်ရာငါးလီလန်စီနဲ့ငါးလုပ်ငန်းနဲ့ဆက်ဆက်အဆောက်အအုံများတည်ဆောက်ရေးနဲ့ပတ်သက်ပြီးထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းစီမံကိန်းနဲ့သက်ဆိုင်တဲ့ပတ်ဝန်းကျင်ထိခိုက်မှုများဆက်စစ်ခြင်းလုပ်ငန်းစဉ်များကိုစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။စီမံကိန်းလုပ်ငန်းရဲ့ပတ်ဝန်းကျင်ထိခိုက်မှုဆက်စစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များတဘာဝပတ်ဝန်းကျင်အခြေအနေတိုင်းတာမှုများဇီဝမျိုးစုံမျိုးကွဲများအခြေအနေလိလာဆက်စစ်မှုများစီမံကိန်းနဲ့ဆက်နွယ်တဲ့ဒေသများမှာလူမှုစီးပွားရေးအခြေအနေဆက်စစ်မှုများကိုဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့လည်းသိရပါတယ်။အဆိုပါစီမံကိန်းကို Main Corporation အများနဲ့သက်ဆိုင်သော Company Limited အနေဖြင့်စီမံကိန်းအပိုင်း၄ပိုင်းခွဲခြားထားပြီးအကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်ကစီမံကိန်း area အတွင်းစိတ်ခံတရားနဲ့တည်ယူပို့ဆောင်ရေးနယ်မြေစက်မှုလုပ်ငန်းနယ်မြေကုန်သွယ်မှုနယ်မြေအထောက်အကူပြုအသုံးချနယ်မြေစက်မှုဆောင်ဝန်ဆောင်မှုနယ်မြေနဲ့စိတ်လက်နယ်မြေစသည့်နယ်မြေ6ခုသတ်မှတ်ထားပြီးစီမံကိန်းကိုမကြာမီအကောင့်တွေပေါ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။နိုင်ငံတကာသတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံမှာတရုတ်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကအထက်ပေါင်း58တက်ရှိတဲ့မိုးမျှော်တိုက်ကိုရက်ပေါင်း19ရက်အတွင်းမှာပြီးစီးအောင်ဆောက်လုပ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းတရုတ်နိုင်ငံချမ်းရှားမြို့တွင်တည်ရှိတဲ့58တက်ရှိအဆောက်အဦကို Brook Group က19ရက်တာကြာမြင့်စွာဖြင့်တည်ဆောက်ပြီးစီးခဲ့ကြောင်းသတင်းများရသိရှိရပါတယ်။ Mini Sky City ဟုအမည်ပေးထားသောရေမှုမြို့တိုက်သည်အမြင့်တည်ဆောက်နိုင်ရန်အစိတ်မြင့်မော်ဂျူလာနည်းပညာကိုအသုံးပြုထားတာဖြစ်ပါတယ်။အဆိုပါနည်းပညာမှာအဆောက်အဦအစိတ်ပိုင်းများကိုစက်ရုံတွင်ကြိုတင်ထုတ်လုပ်ထားပြီးတော့လုပ်ငန်းခွင်မှာတက်ဆင်ပေါင်းစည်းတဲ့ပုံစံဖြင့်ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ဒီနည်းပညာကြောင့်အချိန်ကုန်ကျမှုကိုရောချနိုင်သလိုလုံခြုံရေးနဲ့အရေးအသွေးထိန်းသိမ်းမှုများကိုလည်းပြည့်တင်နိုင်ခဲ့ကြောင်းကုမ္ပဏီဘက်မှဖော်ပြခဲ့ပါတယ်။အဆောက်အဦအတွင်းရုံးခန်းများအိယာခန်းများနဲ့လုပ်ငန်းသုံးနေရာများပါဝင်ထားတာဖြစ်ပါတယ်။ဒီလိုအချိန်တို့အတွင်းမိုးမျှော်တိုက်တည်ဆောက်နိုင်ခြင်းသည်ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်အတွက်နည်းပညာတိုးတက်မှုအဖြစ်သတ်မှတ်ခံရပြီးတော့ကမ္ဘာတစ်ဝန်းမှာစိတ်ဝင်စားမှုများရရှိခဲ့ပါတယ်။နောက်တစ်ပတ်ဒီမှာလည်းအခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ HMB နဲ့ပတ်သက်တဲ့သတင်းကြောင်းရာတွေကိုထပ်မံတင်ဆက်ပေးသွားမှာမို့လို့ညီမတို့ရဲ့မြန်မာ Property Dealer အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲညီမတို့ရဲ့အစီအစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါရှင်။
မြန်မာအိမ်ချမ်းမြေအတွက် MPD News